တိပေးကြလေနားထောင်ကြပါနော်ကိုယ့်ကိုယ်ကိုသတိပေးရသူများသတိပေးတာတဲ့ကိုယ့်ကိုယ်ကိုသတိပေးဖို့ကဘုံမိုးပြီးဒီကလာရေးကြည့်တယ်ဆိုတာအောင်မရနော်ခုမှန်းလည်းမျိုးရမှာနေကြထိုင်ကြတဲ့ဓမ္မတွေရောဘုန်းကြီးတွေရောအားလုံးပေါ့လေအိပ်ပျော်နေတုန်းကိုရေတွေလာမယ်ဆိုလို့ရှိရင်ဒီဓမ္မတို့အိပ်ပျော်နေတုန်းရှိတောင်ကြီးကတောင်ကြီးကျော်ပြီးဒီကလာရေတွေလာပြီးဒီကလာဘုန်းကြီးတို့နဲ့ကွာဓမ္မတွေကိုမျောချသွားမယ်ဆိုရင်အေယာဝတီမရောက်ကြဘူးတောင်ပေါ်ကျော်လာတဲ့ရေဆိုဒီမျိုးလောက်တော့လွှမ်းမိုးသွားမှာအဲ့ဒီကတော့လွှမ်းမိုးသွားတဲ့ခါကျတော့ကို့မှာဖောင်းတွေလေတွေတက်တွေကမရှိတဲ့ခါကျတော့ဗျံမရာမရောဘူးဗျံမရာမရောလိမ့်မယ်ဆိုတာသဘောကျကြဒီတိုင်းပဲတဲ့ဓမ္မတို့သိရမယ်မရဏဆိုတဲ့ရေကြီးကလာနေပြီလို့အောက်မေ့ကြပါနော်သိမဲ့ရေကြီးကဘာတော့လာနေကြပြီဓမ္မတို့ဘယ်သူမှမလွတ်ဘူးဆိုတာကိုသဘောကျသေအလုံးတိုက်ချမဲ့ရေကြီးကမလာသေးဘူးလာနေပြီဆိုတာခမောင်တို့သဘောကျပါလားမောင်ကိုတို့ကောင်းပြီဒီတဲ့ကိုသဘောကျတဲ့အခါရေလာတာဒီကားလို့ရှိရင်ရေကတော့လာမြဲတိုင်းလာမှာပဲကိုကအိပ်ပျော်မနေလို့ဖောင်းတွေလေတွေသင်္ဘောတွေလောက်ကင်ထားကြမယ်အဲ့ရမှလည်းနိုးနေကြမယ်ဆိုဒီဟာဘာရေးစိတ်เสียရှိသလဲလို့မဆိုလိုက်ဘူးဟာကိုကလည်းအိပ်ပျော်နေမှာရေကလည်းလာမယ်ဖောင်းတွေလေတွေသင်္ဘောတွေကလည်းမတည်မီဘူးဆိုလို့ရှိရင်ဗျံပရာမျောရလိမ့်မယ်ဆိုတဲ့ဥစ္စာမသေးကြကြဘူးလားအဲ့ဒါစဉ်းစားပြီးကြလားငါတို့ဘာဖြစ်နေတော့မေးတော့မရဏဆိုတာကြီးကတရားဓမ္မတို့အသီးသီးလာနေပြီလို့မှတ်ပါသိရမယ့်ကိစ္စကြီးကအသီးသီးလာနေပြီဆိုတာသဘောကျ90ရှိတဲ့ပုဂ္ဂိုလ်ကလည်း85နှစ်တန်းထားပါတော့ရေတော်တော်နစ်နေပြီဆိုရင်လည်းလွယ်ပါ30ရှိတဲ့ပုဂ္ဂိုလ်လည်း30လောက်နစ်နေဖရင်လည်းတော့ပေါင်းလည်းတော့ခါလောက်ရောက်နေဖလို့ဆိုရင်လို့ရှိရင်ကိုလွယ်ပါဒါဖြင့်တရားဓမ္မတွေရေလွတ်တဲ့ပုဂ္ဂိုလ်ဒီတဲ့မရဏရေလွတ်တဲ့ပုဂ္ဂိုလ်များပါပါရဲ့လားလို့မေးရင်ဘယ်နဲ့ပြောပါအကုန်ဒီရေကြီးဒီတရားဓမ္မတို့ရှင်းကတရားဓမ္မတွေဘိုးဘွားတွေလည်းမရဏရေထဲမှာမျောပြီးဒီကလာသွားကုန်ကြပြီဆိုတာညင်းဖို့လိုသေးလားအခုတရားဓမ္မတွေလည်းဘာနာလုံနေကြသရုံလို့မဲလို့ရှင်းပြီရေတော့လာနေဗျာတပည့်တော်မှာဖောင်နေတက်တယ်လေတွေမရှိသေးဘူးဆိုလို့ရှိရင်လည်းဆရာဘုန်းကြီးကတိုက်တွန်းလိုက်တရားဓမ္မတို့လောဘဒေါသမောဟတွေဟူသောအိပ်ပျော်ခြင်းနဲ့အိပ်မနေကြပါနဲ့မဲခင်ဖောင်တို့ဥပဒနာဖောင်တို့လုံးနှစ်ပါငါးလုံးတွဲဖောင်တို့ရှစ်လုံးတွဲဖောင်တို့လုံးနှစ်ပါငါးလုံးတွဲဖောင်လဲတရားဓမ္မတို့ဆံပေါင်းပဲလို့မှတ်ရနော်ရှစ်လုံးဆိုတဲ့မဲခင်7ပါးပြည့်တဲ့မဲခင်7ပါးဖောင်ကြီးရလဲထို့အတူပဲတရားဓမ္မတို့ဆံတဲ့ဖောင်ကြီးပဲနိဗ္ဗာန်ပဲသွားတဲ့ဖောင်ကြီးပဲဆိုရင်လွယ်ပါအဲ့ဒါတွေသိထားတော့မှဘုန်းကြီးဓမ္မတွေငါးလုံးတွဲဖောင်ရှိရင်လည်းတော်သေးရဟာရှစ်လုံးတွဲဖောင်ရှိလို့ရှိရင်လည်းဘုံဘုံကောင်းတာဆိုပြီးကြလားယခုချိန်မှာဖောင်တွဲဖို့ဖောင်ရှင်ဖို့အချိန်မရောက်ကြသေးဘူးလားရောက်ပါပါဘယ်နဲ့ကြောင့်ရောက်ပါလိမ့်မလဲဆိုတော့ရေလာတာသေချာနေလို့ဆုံးဖြတ်ချက်ချစမ်းဘာသေချာနေပါလဲမရဏကပြိပရိနေတဲ့စိတ်ကဆက်ပြီးတနေ့တခြားမရဏရေထဲမှာနစ်နေလာတာအသက်တိုင်းနစ်နေတယ်လို့ဆုံးဖြတ်ချက်ချစမ်းပါသဘောပါအဲ့တော့ဒီဥစ္စာဓမ္မတွေကအာရေတော့လာနေပြီသေမာတော့သိရဲ့အိပ်ပျော်နေတယ်ဆိုတော့လောဘအလုပ်လုပ်နေတာအိပ်ပျော်တာဖန်ဆန်းဒေါသအလုပ်တွေလုပ်နေတာရောမောဟအလုပ်တွေလုပ်နေတာအဲ့ဒီအိပ်ပျော်ခြင်းတွေနဲ့အိပ်ပျော်နေလို့ရှိရင်ဖြင့်မက္ကံဖောင်ကိုယ်ပိုင်ရှိရလားငါးလုံးဖောင်ကိုကိုယ်ပိုင်ရှိရလား6လုံးဖောင်ကိုကိုယ်ပိုင်မရှိလို့ရှိရင်ရေကလည်းလားအသိကလည်းသန်းဆိုတော့ဘုကမောင်တို့မောင်ကိုတို့ဗျံမရာမျောကြလိမ့်မယ်ဆိုတာမသိကြဘူးလားဗျံမရာမျောလို့ရှိရင်ငါးလုံးငါးလုံးအစာဖြစ်တယ်လို့အပယ်လေးပါးတွေအစာဖြစ်ရတော့မယ်ဆိုတာလည်းကျွတ်တို့အတွက်မသိကြလားအဲ့ဒါတွေကိုယ်ပိုင်ညာနဲ့ကိုယ်တိုင်စဉ်းစားပြီးဒီကလာဘုန်းကြီးတို့ဓမ္မတွေဟာငါးလုံးဖောင်တော့ဖြင့်ဝိပဿနာမဲ့တည်ဟူသောငါးလုံးဖောင်ကိုဖြင့်ဆင်မှအာဒီတဲ့အထက်တက်ပြီးဒီကလာဒကာရမဉ္ဇဉ်ဆိုင်အောင်ဆိုတော့မဲခင်7ပါးဆိုတဲ့ရှစ်လုံးဖောင်ကြီးကိုလည်း
မရရအောင်လုံးမှဆိုလို့ရှိရင်ဖြင့်ဒီဖောင်နှစ်ခုကမြုပ်တဲ့ဖောင်မျောတဲ့ဖောင်မဟုတ်ဘူးဆန်တဲ့ဖောင်လို့သေးသေးချာချာဖတ်ကြပါဒါဖြင့်ဒကာဓမ္မတို့အာကိုရာရှိဖောင်ပဲနှစ်ခုပြပါလိမ့်ဝိပဿနာမဲ့ဖောင်တစ်မျိုးလောကုတ္တရာမဲ့ဖောင်တစ်မျိုးလို့ဘယ်နှမျိုးများပြဒါဖြင့်ဒကာဓမ္မတွေဒီဖောင်မရှိလို့ရှိရင်ဖြင့်ခင်ဗျားတို့အမတန်ကိုကျိုးနေပြီဗျာမရာမျိုးပြီးငါးလိမကန်းတွေစားဖြစ်ရသလိုအပယ်လေးပါးရေးစားဖြစ်ရမယ်ဆိုတဲ့ဥစ္စာညှင်းဆန်နေဖို့လိုကြသေးလားအဲ့ဒါကြောင့်ဆရာဘုန်းကြီးကအာရုံဒကာဓမ္မတွေကိုသနာသဖြင့်ဒကာဓမ္မတို့ကိုယ်ဖောင်လေးနဲ့ကိုယ်ပိုင်ရှိကြဗလားမေးရကိုယ်ဖောင်လေးကိုယ်ပိုင်ရှိကြဗလားလို့မေးတယ်ရေးလာတာကတော့သေချာမနေဘူးလားမရဏရေတွေကဘုရုလွတ်မယ်ထင်ကြတယ်အခုတရားတစ်ပွဲလုံးအကုန်တိုက်ချပြီးသေမပုဂ္ဂိုလ်ကြီးပဲဆိုရင်တော့လွယ်ပါမလားကောင်းပြီဒီဥစ္စာဖောင်မရှိတဲ့ပုဂ္ဂိုလ်ဖြစ်နေတရားဓမ္မတို့ကိုကျိုးနေရတော့မယ်မနေကြဘူးအဲ့ဒါတွေစိုးရင်တဲ့အတွက်တရားဓမ္မတွေကအိတ်ချင်းအိတ်ပြီးတကလားနေ냐တော့လေဘုကမောင်တို့ဘောင်ကိုတို့ဘုန်းကြီးတွေမနှိုးတတ်ဘူးလားနှိုးလိုက်တယ်ဆိုတဲ့ဥစ္စာတရားဓမ္မတွေသေးသေးချာချာမှတ်ကြပါမနှိုးပဲထားလို့ရှိရင်ခင်ဗျားတို့သားနဲ့ပြောရလဲအိပ်ပြောခြင်းသမီးနဲ့ပြောရလဲအိပ်ပြောခြင်းပစ္စည်းရောင်းဝယ်နဲ့ပြောတာကိုဒီအိပ်ပြောခြင်းတွေနဲ့ပဲတရားဓမ္မတွေချိန်ကုန်ပြီးကြလာနေကြမယ်ဆိုလို့ရှိရင်ဖြင့်မရဏရေကမျောချလိုက်တဲ့ခါကြလို့ရှိရင်ဖြင့်ခိုးကိုရမယ်ဆွဲရကင်ရမယ်ဖြစ်နေဗျံပရာမမျောကြပဲဘူးလားဘယ်နဲ့ကြောင့်မျောရပါလိမ့်မလဲလို့ခွန်ကြီးတရားဓမ္မတွေခွန်ကြီးများကမေးလိုက်တဲ့အခါဖောင်းကိုယ်ပိုင်မရှိလို့ရှင်းကြဘာမရှိလို့ပါဒါဖြင့်တရားဓမ္မတို့ရေးမလားလို့ရှိရင်လည်းခွန်ကြီးကဟာငါးလုံးဖောင်းတွဲကြပါဟာ7ပါးပြည့်တဲ့ဖောင်းတွဲကြပါဟာလို့တိုက်တွန်းเสียလိုသေးလားအခုတော့သေးသေးချာချာလာမှလည်းဧကံသိတကယ်သိတရားဓမ္မတွေလည်းအခုပြောလိုက်တော့သိခွန်ကြီးများကလည်းသိတော့ဒကာဓမ္မတို့ကိုယ်ပိုင်ဖောင်လုပ်ကြစမ်းပါသဘောကျလားဘာလုပ်ကြရောင်းဝယ်ခြင်းဒီဘာနဲ့တူကြုံအိပ်ပျော်ခြင်းနဲ့တူတယ်ဒါရသမီးလိုက်စားခြင်းဒီအိပ်ပျော်ခြင်းနဲ့တူတယ်ဆိုလို့ရှိရင်ဖြင့်ဒါဖောင်လုပ်ဖြစ်သေးရဲ့ဖောင်မလုပ်ဖြစ်တော့ဘူးဆိုလို့ရှိရင်ဖြင့်ဘုန်းကြီးဒကာဓမ္မတွေမှာကိုကျိုးနေရတော့မယ်လူပြေလာပြီးဒီကာလဘယ်လေးပါးကတက်လာတဲ့ပုဂ္ဂိုလ်တွေများပါတယ်ဒီကနေပြီးပဲလေးပါပဲမရဏရေမျောလိုက်တာနဲ့ပြန်ရောက်ရမယ်ဆိုတော့ဒကာဓမ္မတို့အမြတ်များထွက်သေးလားလို့မေးလိုက်ပါတယ်အမှန်တန်ကြောက်เสียမကောင်းဘူးလားအဲ့ဒါကြောင့်ယခုအချိန်လေးမှာဆရာဘုန်းကြီးကတိုက်တွန်းတယ်ဒါရသမီးစီဝါရင်လည်းပြောမွေးပြီးဒီကလာမနေလိုက်ပါနဲ့ကိုယ်သေးရမယ့်ရေကရင်ကောင်းတော့ရောက်နေတဲ့ပုဂ္ဂိုလ်လည်းမနေထားပါဘူးမေးစီလောက်ရောက်နေတဲ့ပုဂ္ဂိုလ်ကဒီထဲမပါဘူးလို့ဆိုနိုင်ကြပါအဲ့ဒီဝင်လို့ရှိရင်ဖြင့်ဒကာဓမ္မတို့သေဘောဝင်ရမယ်ဆိုတာကညှင်းဆန်နေဖို့လိုသေးလားအဲ့ဒါတွေဧကံတိတကယ်သိဖြစ်ပြီးဒီကာလနေသောကြောင့်ဘုရားကတံဗုဒ္ဓဝတုသမ္မတ္တံဗျာတတ္တမာနသနရံဗုဒ္ဓံကာမမဟောကောကမစ္စုအာရယကိစ္စတိလို့ဓမ္မဝရပါဠိတော်ကြီးများမှာသေသေးချာချာပြောဟောထားတယ်နော်အဓိပ္ပာယ်ကတော့ဘုန်းကြီးရှင်းမိသားပါပဲဒကာဓမ္မတွေသာယသမီးစီပွားရင်လည်းအိပ်ပြီးမနေပါနဲ့ငါးလုံးဖောင်ဖြစ်အရာတွဲပါကိုစီးဖို့ကိုခိုးဖို့ကိုသက်တာဖို့ဆိုလို့ရှိရင်မလုပ်ထိုက်ကြဘူးလားရှစ်လုံးဖောင်ဖြစ်အောင်လုပ်နိုင်မယ်ဆိုရင်လည်းပုံမကောင်းကြဘူးလားအဲ့ဒါကြောင့်တရားဓမ္မတို့ရေမလာရင်ဘုန်းကြီးပြောဖို့လိုသေးလားရေလာဗလားမလာဘူးအသေးသေးကဆိုင်ရာနဲ့တန်တော့နဲ့ကုန်ပြီဆိုရင်တော့ဒါတောင်မှတရားဓမ္မတွေခိုးကိုရဖြစ်တဲ့ငါးလုံးဖောင်ခိုးကိုရဖြစ်တဲ့ရှစ်လုံးဖောင်ကိုမလုပ်ကြသေးဘူးဆိုလို့ရှိရင်ဖြင့်မေလွန်းလာတယ်အိတ်လွန်းလာတယ်လို့ဆိုလိုက်မဆိုလိုက်အဲ့ဒါကြောင့်မေလည်းမမေ့ကြပါနဲ့အိတ်လည်းမနေကြပါနဲ့လောဘဒေါသမောဟရိဟုသောအိပ်ပျော်ခြင်းနဲ့လည်းအိပ်ပျော်မနေကြပါနဲ့ဒကာဓမ္မတို့ပယ်လေးပါးရိဟုသောငါးလိမကန်းတို့၏အစာရိဧကံတကယ်ဖြစ်ရမှာဖြစ်လေသောကြောင့်ဒီဖောင်နှစ်ခုကိုဖြင့်ရှင်မြောက်ရှင်ပါဆိုတာရှေ့ဘင်းကတိုက်တွန်းပါတယ်ဒါရင်ဒီနေ့ဗာတရားဟောမယ်ဆိုတာကိုရိပ်မိကြပါဘူးလားငါးလုံးဖောင်ရအောင်ဆင်နိုင်တဲ့ပုဂ္ဂိုလ်တွေဆင်ကြနော်ရှစ်လုံးဖောင်ရအောင်ဆင်နိုင်တဲ့ပုဂ္ဂိုလ်လည်းပုံမိုးကောင်းတယ်လို့ဆရာဘုန်းကြီးကမဟောဘူးလားအဲ့ဒါကြောင့်ဒကာဓမ္မတို့ခမည်းတော်သားလေးတွေကတော့ဖြင့်
စီးလို့မရတဲ့ပြင်သူတို့ကြောင့်ပဲမြုပ်တဲ့ထဲမသွားရပဲဘူးလားစိန်လေးတွေရွှေလေးတွေမြားလေးတွေရှိတာကလည်းသူတို့ကြောင့်ပဲမြုပ်အောင်ပဲဆိုတော့မသေးကြဘူးလားတိုက်ဒေတာတွေကားတွေဆွဲလန်းသွေသွားမယ်ဆိုလို့ရှိရင်လည်းသူတို့ကြောင့်ပဲရေမရဏရေကလည်းမျောသူတို့ကြောင့်သူတို့ထုတ်လေးတာနဲ့လည်းမြုပ်ရလေဦးမယ်ဆိုတာကလည်းမသေးကြလားအဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေပါတဲ့သာယေသမီးရှိပွားရည်ဟူသောအိပ်ပျော်ခြင်းနဲ့မနေကြဘဲနဲ့ဖောင်းရှင်တဲ့အလုပ်ငါးလုံးဖောင်းလုံးနိုင်လုပ်ပါရှစ်လုံးဖောင်းလုံးနိုင်လုပ်ကြပါဆိုတဲ့ဥစ္စာကိုကိုယ့်အသေးဆိုးကိုကြောက်လို့ရှင်းဖြင့်ဆံပေါင်းနှမျိုးကိုဖြင့်ဥက္ကမောင်လုပ်ဖြစ်အောင်လုပ်ပါလို့သတိပေးလိုက်တယ်သဘောပါကြဝိပဿနာမက်ကပါတဲ့ငါးလုံးဖောင်းလောကုတ္တရာမက်ကဝိပဿနာမက်ကလောကုတ္တရာမက်ကအဲ့ဒါကြောင့်ဘုရားခင်ကိုရမကြီးကလည်းဟောရှာဝါတဲ့နိဗ္ဗာန်ဆိုတဲ့ဥစ္စာဒီကားလို့ဆိုရင်ဖြင့်ပဂရိသောလေရင်နဲ့လေရင်နဲ့သွားလို့မရဘူးမော်တော်ရင်နဲ့သွားလို့မရဘူးကွလေရင်နဲ့သွားလို့မရဘူးကွမဲခင်7ပါးဒီဟူသောဖောင်းမဲခင်5ပါးဒီဟူသောဖောင်းကျိုးစွာရှင်းပြီးဒီကလာမဲခင်7ပါးပြည့်အောင်ဖောင်းကိုကျိုးစွာလုံးလိုက်ရလို့ရှင်းပဲဒကာဓမ္မတို့ကိုယ်ဖောင်းနဲ့ကိုယ်သွားရမှာရှင်းမလားသူများဖောင်းခိုးစည်းလို့ရပါဒါရင်ဘယ်လိုလုပ်ကြမလဲကိုယ်ဖောင်ကိုဆင်ရမယ်တွဲရမယ်ဆိုတာဒကာဓမ္မတို့ခြေပိုင်းကသေချာသတိပေးနေတယ်သဘောပါကြအဲ့ဒါဒီထဲမှာအခုမှတရားနာတဲ့ပုဂ္ဂိုလ်တွေလည်းရှိလိမ့်မယ်နာပြီးသားပုဂ္ဂိုလ်တွေကတော့များတယ်ကိုယ်ပိုင်ဖြင့်မရှိအောင်လုပ်ပါဆိုတာကိုဖြင့်လေးနဲ့ဆိုပဲဆရာဘုန်းကြီးကတိုက်တွန်းပါတယ်ဆိုတာသဘောကျကြဒါဖြင့်ဒကာဓမ္မတို့ဆင်ပါဆိုမှလည်းကိုယ်ပိုင်ညာနဲ့ဆင်လို့မဖြစ်ဘူးဆရာဘုန်းကြီးကရှင်နည်းပြင်နည်းကိုပြောမှသာလင်လေတက္ကသစ်တို့ဥက္ကမောင်တို့နားလည်မနော်နမယနားလည်ပါခိုင်းဒါဖြင့်မနေ့ကတရားမင်းကြီးကမေးတော့သနမာနဒိဋ္ဌိဆိုတဲ့ပပင်စာတရားတွေချုပ်ကြောင်းအကျင့်ကောင်းမရှိဘူးလားခင်ဗျာလို့မမေးလားရှိတယ်ကွတရားရဆိုပြီးဘုရားသခင်ကိုရမကြီးကဝေဒနာနုပဒနာရှုလို့မဟုတ်ဘူးလားသဘောပါကြဘာရှုရဝေဒနာနုပဒနာရှုရမယ်ဆိုတာဓမ္မတွေသေချာမှတ်ပါနော်ဒါကတရားနဲ့ပတ်သက်လို့ဟောတာတရားနဲ့ပတ်သက်လို့စိတ်ဓာနုပဒနာမဟောနိုင်ဘူးတရားကဝေဒနာနုပဒနာရှုပါလို့ဘုရားသခင်ကိုရမကြီးကတရားဟောလို့ဒီနေ့ဝေဒနာနုပဒနာရှင်းအောင်ပြမယ်လို့ဆိုတဲ့ဥစ္စာဓမ္မတွေမှတ်ပါ9လုံးဖောင်လည်းဖြစ်ပါလိမ့်မယ်10လုံးဖောင်ကြအောင်လည်းယနေ့ခမည်းတော်ရှုနည်းပွားနေနေကွာသေချာသိရပါလိမ့်မယ်ခိုးရဖြစ်အားထားရဖြစ်ကဖြင့်ဒကာသစ်တို့ကမောင်တို့မောင်ကိုတို့သေချာတွေ့တော်မယ်ဆိုတာမှတ်ကြပါနော်တသံတရားလုံးဒကာဓမ္မတို့ဒီဖောင်တွေကိုကိုယ်ပိုင်မရခဲ့တဲ့ထဲမြုပ်သမားနဲ့မျောသမားကြီးဖြစ်ခဲ့ရတယ်ဆိုတာမောင်ကိုတို့ညှင်းဖို့လိုသေးလားဘယ်နဲ့ကြောင့်မြုပ်သမားမျောသမားကြီးအဖန်မှန်ဖြစ်နေရပါလိမ့်မလဲလို့အမေထုတ်တော့မှာဖောင်းကိုယ်ပိုင်တစ်ခါမှမလုပ်ခဲ့တဲ့အဓိပ္ပာယ်ပဲမဆိုနိုင်ရဘူးလားအဲဒါကြောင့်ဖောင်းကိုယ်ပိုင်မလုပ်ခဲ့လို့ရှိရင်ဒကာဓမ္မတို့မြုပ်သမားမျောသမားပဲဖြစ်ရတော့မယ်မဖြစ်ရဘူးမျောပါများတော့ဘာဖြစ်မယ်ထင်မျောပါများရင်မြုပ်မှဆိုရင်တဲ့အတွက်ဒကာဓမ္မတို့အသက်ကြီးတဲ့ပုဂ္ဂိုလ်မြန်မြန်ရှင်းပါအသက်ငယ်တဲ့ပုဂ္ဂိုလ်လည်းဣဇေဝသူဝယနေ့လားနဲ့ပြန်လားမသိတဲ့အတွက်မြန်မြန်ရှင်းပါမတိုက်တွန်းလိုက်ဘူးလားအသက်ကြီးတဲ့ပုဂ္ဂိုလ်လည်းသေကံနီးလို့ဖောင်းရှင်ပါလို့တိုက်တွန်းလိုက်အသက်ငယ်တဲ့ပုဂ္ဂိုလ်လည်းယနေ့လားနဲ့ပြန်လားလို့ခန္ဓာကိုယ်ကမပိုင်တာကြီးရထားတဲ့အတွက်ငယ်တဲ့ပုဂ္ဂိုလ်လည်းမြန်မြန်ရှင်းရမှာပဲရှင်းမလားငယ်တဲ့ပုဂ္ဂိုလ်ရောကြီးတဲ့ပုဂ္ဂိုလ်မြန်မြန်ရှင်းရမှာပဲခင်ဗျားတို့အိတ်ချင်းတော့လျှော့လိုက်စမ်းပါဆိုတာကိုဖြင့်တိုက်တွန်းပါတယ်အိတ်ချင်းဆိုတာဘာပါလိမ့်မလို့မေးတယ်လောဘဒေါသမောဟတို့အလုတ်တွေလိုက်စားနေတာဘာပါလိမ့်အဲ့ဒါတွေမေ့တဲ့အလုတ်တွေပေါ့လားဗျဒါကြောင့်ဒကာဓမ္မတို့တရားရှိနေတာမဟုတ်ပါဘူးခမည်းတော်သတိပေးနေတာလို့မှတ်လိုက်စမ်းပါဘာပြောနေတာသတိပေးနေတာခင်ဗျားတို့ကတော့ဖြင့်လူပြင်းလှုပ်ရှားရဲ့သာသမိတာဝန်ထမ်းရရဲ့ဟာမဟုတ်ပါဘူးဒီဥစ္စာကိုတီတောင်ထားလို့ကိုထမ်းညံလို့ထမ်းတဲ့ပစ္စည်းပါကိုအေးကိုသိပါဆိုတာတိုက်တွန်းတဲ့ဘူးလားဒါကြောင့်ကိုအေးကဖြင့်မမြုပ်မမျောတဲ့အရေးကိုလိုက်နာရလိမ့်မယ်ဆိုတာကသဘောပါကြ